ဒီကိန်းကမှတကယ်မနိုင်တဲ့ကိန်းကွာမင်းတို့စဉ်းစားကြည့်လိုက်အောင်ကွာအခုငါဒီကောင်ခေါ်သွားမယ်ကွာရေခွေးကိုခေါ်သွားမယ်ဟိုကောင်မစားခံရလို့ရော့ဒီမှာအဲ့ကောင်ကအဲ့ဟာကိုခေါ်ပြီးစားလိုက်ပြီအဲ့ဒါဆိုပြဿနာတက်ပြန်ပြီကွာအဲ့လိုဆိုတော့ကဲထားအောင်တော့ကွာကဲထားအောင်တော့အဲ့ဒါဆိုရင်ငါဒီဂေါ်ဘီယိုရင်ယူသွားမယ်ထားလိုက်တော့ဂေါ်ဘီယိုရင်ယူသွားမယ်โอเคအဲ့ဆိုဂိုးမယ်ဂေါ်ဘီယိုရင်ယူသွားမယ်အဲ့မှာတခါရေခွေးကအဲ့မှာဟိုဟာကိုတခါစားတယ်ဟာကဲထားအောင်တော့ကွာဒီကောင်ရင်ခေါ်သွားမယ်ရော့မှာကိုရော့ဒီဘက်ကိုချလိုက်ပြီဒီကောင်ဒီဘက်မှာပြန်ချလိုက်ပြီးရင်အစားမခံအောင်လို့ငါဒီဘက်ကိုလာမယ်ဂေါ်ဘီယိုရင်ယူမယ်ဂေါ်ဘီယိုရင်ယူဒီဘက်ကိုချမယ်မှာကွာအေးချပြီးတော့ဒီမှာအေးဂေါ်ဘီယိုဒီမှာချလိုက်ပြီရေခွေးကိုလာပြန်ခေါ်မယ်အဲ့ဒီမှာဂေါ်ဘီယိုဟိုကောင်ကတခါစားပြန်ပြီဒီကိန်းကဘလို့ဆောလို့ဆောအောင်မှန်းကိုမသိဘူးဘလို့နိုင်ဖို့တောင်မှလားမရှိဘူးဆိုတဲ့အနေထားမှာရှိနေပြီဆိုခင်ဗျားတို့နိုင်လို့ရှိရင်လည်းကွန်မန့်မှာလာရေးပေးခဲ့ကြတကယ်လို့ဒီကိန်းကမနိုင်ဘူးပေါ့နော်နိုင်လို့ရှိရင်လာပြီးတော့ကွန်မန့်မှာမန့်ပေးခဲ့ကြကျေးဇူးအများကြီးတင်တယ်အားလုံးဘလို့ဆောရတာလဲနည်းနည်းတစ်ချက်လောက်ရှင်းပြအောင်